Hello everyone. Today I want to share with you 5 phrases for hot weather. အားလုံးသိကြတဲ့အတိုင်းပဲဒီရက်ပိုင်းမှာရာသီဥတုကအရင်ပူတယ်ပေါ့နော်။အဲ့တော့ရာသီဥတုပူတဲ့အကြောင်းကိုဘယ်လိုမျိုးအင်္ဂလိပ်စာကြောင်းလေးနဲ့သုံးရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ကြရအောင်။ Okay ဒါဆိုရင်စလိုက်ကြရအောင်။ It's nice and warm today. ဒီနေ့တော့နေထွေးတာရတဲ့ရာသီဥတုပဲ။ It's absolutely boiling. Boiling ဆိုတာက extremely hot အလွန်ကိုမှပူအိုက်တဲ့ယူနီဥတေတာဆိုလိုမျိုးပေါ့ပပွက်ဆိုတာပူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါနောက်တစ်ခုကတော့ we are having a real heat wave heat wave ဆိုတာက many consecutive days of hot weather နေ့စဉ်ရက်ဆက်တယ်လို့ပူအိုက်လွန်းလာပါတယ်အဲ့ဒီလိုမျိုးပြောချင်တာပါ the sun is really strong today ဒီနေ့နေတော်ပြင်းတယ်နောက်ဆုံးတစ်ခုကတော့ it's hot and humid ပူအိုက်ပြီးတော့ဆူထိုင်ကြီးကဲဒါဆိုရင်တော့ငါးကြောင့်ပြည့်သွားပြီပေါ့နော်So that's all for today and see you on my next video. Bye bye.